အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဆက်တင်မဲ့ကဟာကဒီ lection အိုင်းရဲ့ vocabulary တွေကိုရှင်းပြသွားမှာဖြစ်တယ်ပေါ့နော် lection အိုင်းကိုမကြည့်ရသေးလို့ရှိရင်ရှေ့ကဗီဒီယိုတွေမှာပြန်ကြည့်လို့ရတယ်ဒီ vocabulary ကိုအရင်ကြည့်မယ်ဆိုလည်းရတယ်လို့ရှေ့ကသင်ပေးထားတဲ့ဗီဒီယိုကိုအရင်ကြည့်မယ်ဆိုလည်းဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီဗီဒီယိုထဲမှာလည်း meaning တစ်လုံးချင်းစီကိုရှင်းပြထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ meaning တွေကိုမကြည့်ရသေးရင်လည်းရှေ့ကဗီဒီယိုတွေအရင်ကြည့်လည်းဖြစ်တယ်ပေါ့နော်ကိုယ်အဆင်ပြေတယ်လို့ကြည့်ပါကြတော့ရှင်းပြရအောင်ပေါ့နော်ဒီနေ့ဟာက vocabulary တည်တတ်တယ်မယ်ပေါ့နော် each each ဆိုတာကငါeach pin လီလီငါကလီလီဖြစ်တယ် Heisen Heisen ဆိုတာခေါ်ဆိုသည် each Heisen လာတာ notebook ငါကလာတာ notebook လို့ခေါ်တယ်ဒီဘက်ကဥပမာလေးတွေပြပြထားတာဒီဘက်က vocabulary တွေကိုပြောတာပေါ့နော်တရားနာမယ်တရားနာမယ်ဆိုတာကနာမယ်တရားနာမယ်နာမန်အန်ဆိုတာကအများကိန်းပြောင်းလို့ရှိရင်ဒီနာမဲရဲ့နောက်မှာ and ပေါင်းမယ်လို့ပြောတာပေါ့နော်နောက်မှာလည်းအဲ့လိုလေးလာမယ်ပေါ့နော်ဒီလိုမျိုး dash ဘာအဲ့လို an ဖြစ်ခြင်းဖြစ်မဲ့ and ဖြစ်ခြင်းဖြစ်မဲ့ e ဖြစ်ခြင်းဖြစ်မဲ့အဲ့ဒါလေးတွေကဒီရှေ့ဟာက singular အနည်းကိန်းနောက်ကဟာကအများကိန်းတရားနာမဆိုတာကနာမည်တစ်လုံးလေးကိုပြောတာဒီနာမန်ဆိုလို့ရှိရင်နာမည်တွေအများကြီးကိုပြောတာပေါ့နော် My name is Bata Bauman Kommen ဆိုတာကလာသည် Ich komme aus Deutschland Deutschland ဆိုတာကဂျာမနီနိုင်ငံကိုပြောတာ expression ဆိုတာကစကားပြောသည် Das Deutsch ဆိုတာကဂျာမန်ဘာသာစကားဂျာမန်လို့ခေါ်တယ်ပေါ့နော်နိုင်ငံကဂျာမနီဘာသာစကားကဂျာမန် on ဆိုတာက and အင်္ဂလိပ်လိုဆိုလို့ရှိရင်နှင့်လို့ပြောတယ် ein bisschen ဆိုတာကအနည်းငယ်ကိုပြောတယ်ပေါ့နော် ein bisschen ဆိုတာက a little bit Ich spreche Deutsch English und ein bisschen Spanish ငါကဂျာမန်ဘာသာစကားအင်္ဂလိပ်ဘာသာစကားပြီးတော့ရှင်ဘာသာစကားကိုလည်းနည်းနည်းပြောတတ်တယ်လို့ပြောတာ Guten Tag ဆိုတာကကြတော့good day လို့ပေါ့နော်မင်္ဂလာရှိသောနေ့လေးပါပေါ့နော်မြန်မာလိုဆိုလို့ရှိရင် hello ဆိုတာကနှုတ်ဆက်တာပေါ့နော် hello လို့အင်္ဂလိပ်လိုပြောလို့ရတယ် Guten Tag auf Wiedersehen ဆိုတာက goodbye auf Wiederhören ကလည်း goodbye မယ်အောက်မှာပါလိမ့်မယ်နော်အဲ့နှမျိုးလုံးကဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင် auf Wiederhören ဆိုတာကကြတော့ဖုန်းနဲ့ပြောတဲ့အခါမှာဖုန်းချကန်ဒီမှာသုံးတယ် auf Wiedersehen ဆိုတာကကြတော့တယောက်နဲ့တယောက်လူချင်းတွေ့ပြီးတော့ပြန်တဲ့အခါမှာပေါ့နော်နှုတ်ဆက်လို့ရှိရင် auf Wieder ဇေဟန်လို့သုံးတယ်ပေါ့နော်ချို့ဆိုတာကကြတော့နှုတ်ဆက်တာကိုပြောတာ goodbye ကိုပြောတာပဲတူတူပဲဒါက informal နီးနှုတ်ဆက်တာဒါက formal နီးနှုတ်ဆက်တာပေါ့နော်တရားဟဲဆိုတာ Mr. လို့ပြောလို့မျိုးပေါ့နော်အင်္ဂလိပ်မှာဆိုလို့ရှိရင် Guten Tag Herr Dias Herren ဆိုတာကလူကြီးမင်းများပေါ့ Das Kind ဆိုတာကလေးတဲ့တရားဒီ Kinder ဆိုလို့ရှိရင်ကလေးတွေလို့ပြောတာ choose kinder လို့ပြောရမယ်ပေါ့နော်ကလေးတွေ choose kinder guten Abend ဆိုတာ good evening good evening guten Abend meine Damen und Herren က good evening ဒီမှာဆိုလို့ရှိရင်နောက်ကဂုဏ်သရေရှိသောလူကြီးမင်းများနှင့်ဂုဏ်သရေရှိသောမြို့သမီးများပေါ့နော်သူတို့ဒါက formal နည်းနဲ့နှုတ်ဆက်လိုက်တာပေါ့နော်ဒီပွဲတွေမှာဆိုလို့ရှိရင်လေအော်တဲ့ပုံစံမျိုးပေါ့နော် Guten Abend meine Damen und Herren ဒီဒါမယ်ဆိုတာကကြတော့ဒီခုနကပြောတဲ့ lady ကိုပြောတာဒီဒါမန်ဆိုလို့ရှိရင် ladies မျိုးသမီးများပေါ့နော် Willkommen ဆိုတာက welcome ကြိုးဆိုရယ် Willkommen bei Musik International ဒီဟာကသူ့ရဲ့ရှိုးပွဲနာမည်ပေါ့နော် International Music Show ပွဲကနေပြီးတော့ကြိုးဆိုပါတယ်ဘိုင်းဆိုတာကဒီမှာတော့မှားလို့ပဲမှတ်ထားအောင်ပေါ့နော်သူ့မှာအဓိပ္ပာယ်အများကြီးရှိရပေါ့နော်ဘိုင်းဆိုမှားလို့ပဲမှတ်ထားလိုက်အောင်ရသေးတယ်ဒီ music က music ကိုပြောတာတခြင်း international international ကိုပြောတာနိုင်ငံတကာနဲ့ဆိုင်တော့ Guten Morgen good morning ဒီ Frau ဆိုတာက woman Frauen ဆိုလို့ရှိရင်အမျိုးသမီးများကိုပြောတာပေါ့နော် Danke ဆိုတာကကျေးဇူးတင်ပါတယ် Guten Nacht ဆိုတာက good night Guten Nacht ဆိုလို့ရှိရင် Nacht Papa ပြောတာပေါ့နော်တရားပပဆိုတာကျတော့အဖေကိုပြောတာ Papa ဆိုတာဖေများပေါ့နော် as ပါလို့ရှိရင်
sein ဆိုတာကရှိသည်ဖြစ်သည်ရှိသည်ဖြစ်သည်ပေါ့နော် Ich bin Sophia Baumann ဒါက sein ကနေပြောင်းသွားတဲ့ Beth bin ပေါ့နော်ဒီ Entschuldigung ဆိုတာက Entschuldigung ဆိုတောင်းပန်တာပေါ့နော်တောင်းပန်ခြင်းသူ့အများကိန်းနဲ့ဆိုလို့ရှိရင် Entschuldigen Entschuldigung မဟုတ်ဘဲနဲ့ Entschuldigen ဖြစ်မှာပေါ့နော် Entschuldigung wie heißen Sie တစိမ့်လောက်အနေနဲ့လည်းသုံးလို့ရတယ်ပေါ့နော်တောင်းပန်တဲ့အနေနဲ့သုံးလို့ရတယ်လို့တစိမ့်လောက် excuse me အဲ့လိုမျိုးနေရာမှာတစိမ့်လောက်လို့ဆိုတဲ့နေရာမှာသုံးလို့ရတယ် V ဆိုတာကကြတော့ V heißen Sie နာမည်ဘယ်လိုခေါ်လဲဆိုတာဘယ်လို how ပေါ့နော် Z ဆိုတာကတော့ formal Z Y O U U Where ဆိုတာကြတော့ W H O who ဘယ်သူလဲပေါ့နော် Ya ဆိုတာကြတော့ Y E S yes 9ဆိုတာရ I don't know မဟုတ်ပါဘူးပေါ့နော် no ဆိုတာဟာပြောတာ That is Sophia 9 that is Lara Sophia လားဒါက Sophia ဖြစ်တယ်မဟုတ်ဘူးဒါက Lara stimmt ဆိုတာကမှန်တယ်လို့ပြောတာပေါ့နော် stimmt Woher ဆိုတာက from where ဘယ်ရလဲ Woher kommst du သင်ဘယ်ရလာတယ်လဲ out ဆိုတာကမှ from ပြောတာပေါ့နော် from ဒူဆိုတာက YOUU ပဲဒါပေမဲ့ဒါကကျတော့ informal form ဖြစ်တယ်ပေါ့နော်ဒူက Österreich ကကျတော့ဒီ Australia ကိုပြောတာပေါ့နော် Australia is common Österreich dish wise ဒီမှာ article ပါတယ်နော်နိုင်ငံတွေမှာဆိုလို့ရှိရင် article ပါတဲ့နိုင်ငံရှိသလို article မပါတဲ့နိုင်ငံတွေလည်းရှိတယ်ကိုကအဲ့ဒါ article ပါတဲ့နိုင်ငံတွေဆိုလို့ရှိရင်သေချာမှတ်ထားရမယ်ပေါ့နော် dish wise သူတို့အများတန်း article ပါတဲ့နိုင်ငံက article ပါမှရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင် use right ဆိုလို့ရှိရင် each comment out ဒါရဲ့တစ်ခါတည်း use right ကိုပေါင်းတယ်ဒီမှာကျတော့ out နောက်ကကြတော့ D ကနေပြီး dative လိုက်ရမှာဆိုတော့ကျတော့ each comment out their Schweiz D Schweiz လို့မရအောင် their Schweiz ဖြစ်သွားတာပေါ့နော်ဒါလေးကြက်ထိုင်ရတဲ့ out their Schweiz Schweiz ကလာတယ်ဆိုတော့ Switzerland ကလာတယ်အဟာဆိုတာကတည်းကပြောတဲ့ဒါလေးတွေပေါ့နော်တို့စကားလေးတွေမှာဆိုလို့ရှင်ထည့်ပြောအဟာအဲ့လိုမျိုးပြောတဲ့ဟာလိုမျိုးအဟာထောဆိုတာကမိုက်တယ်ပေါ့နော် interessant စိတ်ဝင်စားဖွယ်ကောင်းတော့ aus Thailand ထိုင်းလန်ကလာ interessant စိတ်ဝင်စားရကောင်းတာပဲ verb ဆိုတာက what bus expression စီသင်ပါစကားတွေပြောလဲဘာသာစကားတွေပြောလဲ auch level to level နဲ့တူတူပဲဒီ Sprache ဆိုတာကဘာသာစကားကိုပြော language ဘာသာစကားများဆိုလို့ရှင် Sprachen လေယာ Buchstabe ဆိုတာကစလုံးပေါင်းတဲ့ဟာတွေကိုပြောတာ Buchstabieren ဆိုလို့ရှင်စလုံးပေါင်းမှာရှေ့မှာပါခဲ့တယ်လीနော် Buchstabe ဒီလိုမျိုးစလုံးပေါင်းတွေကိုခေါ်တာ Buchstabe စကားလုံးတွေလို့ခေါ်တာပေါ့နော် Das Alphabet alphabet ကတစ်လုံးချင်းစီကိုခေါ်တာအခရာလေးတွေကို alphabet လို့ခေါ်တယ် that's all sorry not alphabet နော်that's alphabet wie bitte wie bitte ဆိုလို့ရှိရင်ကြာရင်ဘာပြောရလဲဆိုလို့ရှိရင်ကိုကစကားတခုရရကိုကပြောလိုက်တဲ့အခါမှာကိုကနားမလည်လို့ရှိရင်ပြန်ပြီးတော့ပြောပါအောင်ဆိုတော့ရှေးကြီးမပြောဘဲနဲ့ wie bitte မမို့လို့ရှင် bitte အဲ့လိုလေးပဲပြောလိုက်လို့ရှိရင်သူတို့ကသိတယ်ဒါကသူနားမလည်လို့ပြန်ပြီးတော့မေးတယ်ဆိုတာကိုသိတယ်ပေါ့နော် Buchstabieren ဒါကစလုံးပေါင်းတာကိုပြောတာစလုံးပေါင်းသည် each Buchstabieren ငါစလုံးပေါင်းပြမယ်ဒါလေးတွေပေါင်းပြတာပေါ့နော်ဒါလေးကဒီမှာသုံးလဲဆိုလို့ရှိရင်ကိုယ့်ရဲ့နာမည်တို့ကုမ္ပဏီတို့ဖုန်းဆက်နဲ့ပြောတဲ့အခါမှာဆိုလို့ရှိရင်တစ်ဖက်ကလူကနားမလည်လို့ရှိရင်ကိုကအဲ့လိုပေါင်းပြလို့ရတယ်ပေါ့နော် bitter ဆိုတာကဆုံးလိုက်ပြတစိမ့်လောက်ကျေးဇူးပြု၍ please excuse me မျိုးစုံသုံးလို့ရတယ် bitter die Firma Firmen ကုမ္ပဏီကိုပြောတာ firm ပေါ့နော်အင်္ဂလိပ်လို့ဆိုလို့ရှိရင် company ပေါ့နော်ဒါက die Firma vielen Dank ကျေးဇူးတင်ပါတယ်အများကြီးကျေးဇူးတင်ပါတယ် auf Wiederhören ဆိုတာကကြတော့ခုနပြောတဲ့ auf Wiedersehen choose နဲ့တူတူပဲသူကကြတော့ဖုန်းဆက်ရင်းပြောတဲ့အခါမှာသုံးတယ်ပေါ့နော်ဒီ address ကိုပြောတာဒီ visitenkarte ဒီ visitenkarte ဒီထေကိုအရင်ဖြစ်မထွက်လဲရတယ်ပေါ့နော်ဒီ visitenkarte ဒါကကြတော့ business card ကိုပြောတာပေါ့နော် business card ကိုပြောတာအများကိန်းဆိုလို့ရှိရင် and လေးပဲပေါင်းလိုက်ရုံပဲဆက်သွားကြမယ်ဒီ their phone နာမည်ရှေ့နာမည်
for နာမည်ဆိုရှေ့နာမည် their familiar နာမည်နောက်နာမည်ဒါဆိုလို့ရှိရင်စာ name ပေါ့နော်စာ name လို့ခေါ်မယ်ဒီဥစ္စာ familiar နာမည်ဆိုလို့ရှိရင်တော့နောက်နာမည်ဆိုတော့ဒီမြန်မာမှာဆိုလို့ရှိရင်ကြတော့ရှေ့နာမည်နောက်နာမည်တွေခွဲမထားဘူးပေါ့နော်ဒါပေမဲ့သူတို့နိုင်ငံတွေမှာကျတော့အဲ့လိုမျိုးနာမည်တွေခွဲထားတယ်ပေါ့ကြတော့ for နာမနက်နာမနဲ့တွားတယ်ပေါ့နော် for နာမဆိုရင်ဥပမာပေါ့နော်ဒီချက်ကဒါကို for နာမအနေနဲ့ပဲယူတယ်ဒါဒီချက်အတွက်ကဒါက for နာမနောက်ထပ်တစ်လုံးကိုကြတော့ဒီတစ်လုံးကိုကြတော့ nak နာမအနေနဲ့ယူတယ် familiar နာမလို့လည်းခေါ်တယ် nak နာမလို့လည်းခေါ်ရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီနှင်းယူကရှေ့နာမည်ဖြစ်ပြီးတော့လင်းက nak နာမများသောအားဖြင့် nak နာမတွေကတစ်လုံးနဲ့ပဲထားကြတာများတာမလို့ချက်အနေနဲ့ကဒီ passport ရေးတဲ့အခါပဲဖြစ်ဖြစ် form နေတဲ့အခါပဲဖြစ်ဖြစ် application တစ်ခုခုလျှောက်တဲ့အခါပဲဖြစ်ဖြစ်ဒီလိုမျိုးပဲသုံးလိုက်တယ်ပေါ့နော်နှင်းယူကို for နာမလုပ်လိုက်တယ်လင်းကို nak နာမလို့လုပ်လိုက်တယ်ပေါ့နော်ဒီ Straße ဆိုတာကျတော့လမ်းကိုပြောတာပေါ့နော်ဒီ Straße ဆိုတာကျတော့ဒီလမ်းကိုပြောတာအာ Straße ဆိုတာကလမ်း street ဒီ Stadt ကကျတော့မြို့ဆိုတော့သူ့အများပြောင်းမယ်ဆိုလို့ရှိရင် Städter လို့ဖြစ်သွားတယ်ဒီမှာဥမလောက်ဆိုတာကလည်းဥမလောက်လေးပေါ့နော်ကျတော့ S T A D T A အဲ့ဒီပုံစံလေးဖြစ်သွားမယ်ဒီ Städter ဒီပုံစံလေးဖြစ်သွားမယ်ပေါ့နော်ဒါကသူ့ရဲ့အများကြီးအများကိန်းလေးတွေကိုအဲ့လိုပုံစံလေးဖြစ်သွားမယ်သူ့အများကိန်းပြောင်းလဲလို့ရှိရင်ဒီလိုမျိုးဥမလောက်လေးပါလို့ရှိရင်ဒီလိုလေးပြောင်းခိုင်းတာ das Land ဆိုလို့ရှိရင်လေဥမလောက်လေးပါတယ် Länder ဆိုပြီးဖြစ်သွားမယ်နိုင်ငံများဒီ email ပဲတန်ထွက်တယ် emails များပြောင်းမယ်ဆိုလို့ရှိရင်သူကတော့ as လေးပဲပေါင်းတယ် das Telefoner das Telephone ဒီအများပြောင်းလို့ရှိရင်အကုန်လုံးကဒီ Telefoner ဆိုဖြစ်သွားမယ် article တဲ့ဒီ das article ကဒီဖြစ်သွားမယ်ပေါ့နော်အများကြီးအကုန်လုံးက das formula ဆိုတာက formula form ဖြစ်တာကိုပြောတာ form တွေကို formula လို့ခေါ်တာပေါ့နော် ergänzen Sie ဆိုတာဖြည့်စွက်ပါ ergänzen Sie das formula formula ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် der Kurs အတန်း class အတန်းကိုပြောတာပေါ့နော် Cruiser ဆိုပြီးဖြစ်သွားမယ်ဒီ Fremdsprache ဆိုတာက foreign language ကိုပြောတာ Fremdsprachen ဘာသာစကားများဆို and ပေါင်းမယ်ဒီ Anmeldung ဆိုတာကစာရင်းသွင်းတာဆိုလို့ရှိရင် Anmeldung ဆို register လုပ်တာပေါ့နော်စာရင်းသွင်းတာ Anmeldungen ဆိုပြီးတော့ဖြစ်သွားမယ်ဒီ postleiser ဆိုတာက zip code postal code ဒီနိုင်ငံတကာမှာဆိုလို့ရှိရင်ပစ္စည်းပို့မယ်ဆိုလို့ရှိရင် postal code zip code တုံးနေစင်ကာပူမှာဆိုလို့ရှိရင်ထည့်နေခဲ့တဲ့ zip code ကဒီလိုမျိုးပေါ့နော်အဲ့ဒါကတနိုင်ငံနဲ့တနိုင်ငံဘယ်နှလုံးပါမယ်မပါဘူးဆိုတာကြတော့မသေးချဘူးပေါ့နော်တနိုင်ငံနဲ့တနိုင်ငံတတ်မှတ်ထားပုံကမတူတာဆိုတော့ဒါကစင်ကာပူရဲ့ဈေးကွက်က6လုံးနဲ့သွားတယ်ဒီမှာလည်းသူကနမူနာပြပေးထားတယ်ပေါ့နော်ဒါကနမူနာပြတာပါ post license ဆိုတာ postal code လို့လည်းခေါ်တယ်US တွေဘာတွေမှာဆိုလို့ရှိရင်တော့ zip code လို့ခေါ်တယ်ပေါ့နော်ဒါလေးတွေကတော့နိုင်ငံတွေနဲ့သူတို့ရဲ့ပြောတဲ့ဘာသာစကားတွေပေါ့နော်ဘယ်နိုင်ငံဘာသာစကားပြောတယ်ဆိုတာကိုဂျာမန်လို့မှတ်ထားရမယ်ပေါ့နော်အဲ့ဒီထဲမှာarticle ပါတဲ့နိုင်ငံတွေကိုမှတ်ထားရမယ်ဒီမှာအနီလေးနဲ့ပြပေးထားတယ် Die Schweiz Die Türkei ဒီနာမည်တွေက article အများနဲ့ထည့်ရပါမယ်သူတို့ရေးတဲ့အခါတိုင်းကြတော့ကြည့်ရအောင်ဒါသူတို့နိုင်ငံတွေရဲ့အလံလေးတွေပေါ့နော်ပိုလန်နိုင်ငံ Polnish ဘာသာစကားပြောတာကပိုလန်ဘာသာစကားဒီ Turkish Spanian ဒါကြတော့တူရခိုင်ဆိုတူရကီပြောတာနော် Spanian ဆိုတာက Spain Spanish အဲ့ဒါလို့ရှိရင် Ungarisch Deutschland Deutsch Österreich ခုနပြောတဲ့ Australia က official ဘာသာစကားက
Deutsch Die Schweiz Switzerland official ဘာသာစကားက Deutsch တကယ်တော့ဆွစ်ဇာလန်မှာဘာသာစကားက9မျိုးလောက်ပြောတယ်ပေါ့နော်အဲ့ဆွစ်ဇာလန်နိုင်ငံမှာဟာသူ့ရဲ့တည်မလားဘေးမှာကတ်နေတဲ့ French နဲ့ကတ်တဲ့အပိုင်းက French ပြောပြီးတော့ဒီဘက်ကအီတလီနဲ့ကတ်နေတဲ့အပိုင်းကအီတလီဘာသာစကားပြောတယ်ဂျာမနီနဲ့ကတ်နေတဲ့အပိုင်းက Deutsch ပြောတယ်ဒါပေမဲ့အများစုကပြောတဲ့ဟာကတော့ Deutsch ပေါ့နော်Deutsch ပြောတယ်ဒါပေမဲ့ French နဲ့ကတ်နေတဲ့အပိုင်းမှာဆိုလို့ရှိရင်လည်း French ကလည်း official language အနေနဲ့သုံးတယ်ပေါ့နော်ဒါတွေက B2 မှာသင်ရတယ်ပေါ့နော် Romanian Romanian ဆိုတာကကျတော့ Romanian နိုင်ငံဆိုလို့ရှိရင် Romanish ပြောတဲ့ဘာသာစကား Bulgarian Bulgarish Italian Italianish Grecianland Grecian Grecianland ဆိုတာGreek နိုင်ငံ Grecian ပြောတဲ့ဘာသာစကားပေါ့နော်သူတို့နိုင်ငံမှာပြောတဲ့ Greek ဘာသာစကား Grecian ဒါကဂျာမန်လို့ခေါ်တာဖြစ်တယ်ဒီဘက်ကကြတော့ lexion စပိုင်းဒါဆိုသူ့ကိုစပိုင်းလို့ခေါ်တယ် lexion စပိုင်းရဲ့ vocabulary တွေဖြစ်သွားတယ် vocabulary ကို Bot-sha လို့ခေါ်တယ် Bot-sha အဲ့ဒါက vocabulary ကိုပြောတာပေါ့နော်အခုထိကတော့ lexion အိုင်းကိုပဲသင်ပေးအောင်မယ်ပေါ့နော်နောက်ရက်ကျတော့မှ lexion စပိုင်းရဲ့ vocabulary လေးလေ့လာရအောင်ဒီနေ့တော့ဒီလောက်ပါပဲဒီဂျာမန်စာကိုက subscribe လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အခု teacher ရဲ့ channel လေးတွေကို subscribe လုပ်ခဲ့ပေါ့နော်ပြီးလို့ရှိရင် teacher တင်တဲ့ဟာတွေကိုလိုက်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဒီက meaning တွေကြက်မယ်ပြီးလို့ရှိရင် vocabulary တွေကြက်ပြီးတော့ grammar တွေလိုက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ A1.1 ကို subscribe လုပ်နိုင်မယ်ပေါ့နော်ပြီးလို့ရှိရင် teacher ကဒီ channel မှာ A1.1 A1.2 နှစ်ခုစလုံးသင်ပေးတော့မှာဖြစ်တဲ့အတွက်ဆက်ပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင် subscribe လုပ်ထားပြီးတော့ notification button လေးကိုနှိပ်ခဲ့လိုက်ပေါ့နော်အဲဆိုလို့ရှိရင်ဒီချက်ကဗီဒီယိုတွေတက်တင်နိုင် notification တက်ပြီးတော့ကိုကလေ့လာလို့ရမယ်ပေါ့နော်အဆက်မပြတ်လေ့လာလို့ရမယ်ပေါ့နော်ကျွန်တော်ကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပဲပေါ့နော်